English phrasal verb လေးတချို့ကိုလေ့လာကြည့်ရအောင် get on nerves အာယုံနှောက်အောင်လုပ်တယ်စိတ်ရှုပ်အောင်လုပ်တယ်လို့ပြောချင်တာဥပမာ just stop it you are getting on my nerves နေရက်လိုက်တော့နေငါ့ကိုအာယုံနှောက်အောင်လာလုပ်နေတာဒါမျိုးပေါ့နော် drop off လိုက်ပို့ပေးတယ်ချပေးခဲ့တယ်ဥပမာ taxi တွေပါစီးတယ်ကားတွေပါစီးရဆိုရင်ငါ့ကိုဒီနားလေးမှာချပေးဒီလိုမျိုးအခြေအနေမှာဆိုရင် drop off ကိုအသုံးပြုလို့ရတယ် can you drop me off at the hospital ငါ့ကိုဆေးရုံမှာချပေးလို့ရမလားနောက်တစ်ခုက pick up အားကြိုတယ်ကောက်ယူတယ်လို့အဓိပ္ပာယ်ရတယ်ဥပမာ I will pick you up at 8 a.m. ငါနေ့ကိုမနက်8 နာရီလာကြိုမယ် show up ပေါ်လာတယ်ရောက်လာတယ် Why didn't you show up last night နေညဘာလို့ရောက်မလာတာလဲဒါမျိုးပေါ့နော် find out ရှာဖွေသိရှိတယ်စုံစမ်းသိရှိတယ် I just found out the truth ငါအမှန်တရားကိုရှာဖွေတွေ့ရှိသွားပြီဆိုတော့Bye bye. Have a nice day.